ပေါ့နော်စုကူအခုတခုလောက်ကူညီတောင်းရရှိဘာကုန်ရဲဆိုဟို YouTube တွေကိုသွားကြည့်မယ်ပေါ့နော် Okay YouTube တွေမှာဆိုရင်စုကူဒီမှာကွာ CEO subscriber ရှိရပေါ့အဲ့ဒါလူသူများတွေတော်တော်များများကတော့အဲ့လိုမျိုးဖြစ်ကြစုကူတရားတွေပဲဖြစ်တာလားမသိဘူးကွာအဲ့ဒါOkay so စုကူပြမယ်ပေါ့နော်အဲ့ဒါစုကူဘယ်လိုလုပ် sorry အဲ့ဒါစုကူဘယ်လိုလုပ်ရမှာလဲလို့အမစုကူဒီမှာကွာဒီမှာ CEO subscriber လေးရှိရမှာ60ကျော် CEO subscriber ပေါ်ပြီလေအဲ့မှာဆိုဒီမှာ CEO subscriber ဆို4ယောက်ရှိတယ်မှတိကျကြည့်ပါ4ယောက်ရှိတယ်ဒီမှာကျတော့86ယောက်အဲ့ဒါဘာဖြစ်တာလဲလို့စုကူပြောတာပေါ့နော်ဒီမှာစုကူဘသူရလာပြီး subscribe လုပ်တာစုကူမြင်ကြည့်တယ်ကွာဒါပေမဲ့စုကူမြင်ရတာ4ယောက်လောက်ပဲမြင်ရတာအဲ့ဒါအောက်ကလူရဘယ်ရောက်သွားလဲလို့စုကူ error တက်နေစုကူဖုံးမကောင်းတာလားဘာဖြစ်တာလဲမသိဘူးဟိုမှာဒီမှာကျတော့86 subscriber ဒါဒီမှာကျတော့ CEO subscriber ကျတော့မာကြီး4ယောက်ပဲရှိတယ်အသေးချာလေးကြည့်ပေးပါတော့စုကူဘယ်လိုလုပ်ရမလဲဆိုတော့လာတိုင်ပြရပါလို့အမေဘိုင်